ဒီကျွန်းစုလေးပေါ်မှာနေထိုင်သူတွေဟာတဘာဝတရားရဲ့နတ်ဖျားဖြစ်တဲ့ TFT ကိုကိုးကွယ်ကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက TFT ဟာသူမရဲ့နှလုံးသားဖြစ်တဲ့ကြောက်တုံးလေးကိုအသုံးပြုပြီးသမုဒ္ဒရာထဲမှာဒီကျွန်းလေးကိုဖန်တီးပေးခဲ့တာပါတနေ့မှာတော့လေနဲ့ပင်လယ်ကိုထိန်းချုပ်နိုင်ပြီးပုံသဏ္ဍာန်မျိုးမျိုးပြောင်းလဲနိုင်တဲ့နတ်ဖျားမာဝီဟာလူသားတွေကိုစွမ်းအားပေးနိုင်ဖို့အတွက် TFT ရဲ့နှလုံးသားကိုခိုးယူခဲ့ပါတယ်အဲ့ဒီအခါမှာ TFT ဟာပြိုကွဲပျက်စီးသွားပြီးမာဝီဟာလည်းမိစ္ဆာတီကာရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်အဲ့ဒီတိုက်ပွဲမှာမာဝီဟာနှလုံးသားရောသူ့ရဲ့မှုံငါးများချိတ်ကိုပါပင်လယ်ရေအောက်ထဲမှာဆုံးရှုံးလိုက်ရပါတယ်နှစ်ပေါင်း1000ကြာပြီးနောက်မှာတော့သမုဒ္ဒရာဟာကျွန်းရဲ့ခေါင်းဆောင်တူအီရဲ့သမီးဖြစ်သူမိုအာနာကို TFT ရဲ့နှလုံးသားကိုပြန်ပေးဖို့အတွက်ရွေးချယ်ခဲ့ပါတယ်မိုအာနာရဲ့မိဘတွေဖြစ်တဲ့တူအီနဲ့စီနာတို့ကတော့သူမကိုကျွန်းရဲ့ခေါင်းဆောင်ဖြစ်ဖို့ပြင်ဆင်ပေးခြင်းတဲ့အတွက်ပင်လယ်ထဲကိုမသွားဖို့တားဆီးခဲ့ကြပါတယ်16နှစ်အကြာမှာတော့ကျွန်းပေါ်မှာကက်ယောဂတစ်ခုကြားရောက်လာပြီးတစ်ပင်တွေတည်ဆုံးကငါးဖမ်းလို့မရတော့တဲ့အခြေအနေဖြစ်လာပါတယ်မိုအာနာကငါးတွေပိုရဖို့နဲ့ဘာတွေဖြစ်နေလဲဆိုတာသိရဖို့အတွက်တဏ္ဍာကြောက်တန်းတွေရဲ့တစ်ဖက်ကိုသွားဖို့အကြံပြုပေမဲ့ဖခင်ဖြစ်သူကခွင့်မပြုခဲ့ပါဘူးမိုအာနာဟာကိုယ်တိုင်ပဲတဏ္ဍာကြောက်တန်းကိုကြော်ဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့ဒီရေကြောင့်လှေမောက်ခဲ့ရပါတယ်အဲ့ဒီနေ့လယ်မှာတော့မိုအာနာရဲ့အဖွားဖြစ်သူကသူမကိုလှုပ်ဝက်လိုင်ကူတစ်ခုထဲမှာရှိတဲ့တင်မောတွေကိုပြသခဲ့ပြီးမာဝီနှလုံးသားကိုမခိုးယူခင်အချိန်ထိသူတို့ရဲ့လူမျိုးစုတွေဟာခီးသွွားလဲလှယ်သူတွေဖြစ်ခဲ့ကြောင်းပြောပြခဲ့ပါတယ်အဖွားကမိစ္ဆာတီကာရဲ့အမှောင်ထုဟာကျုံးကိုဖျက်ဆီးနေတာဖြစ်ပြီးမိုအာနာအနေဖြင့်မာဝီကိုရှာဖွေပြီး TFT ရဲ့နှလုံးသားကိုပြန်ထားမှသာကုစားနိုင်မယ်လို့ရှင်းပြခဲ့ပါတယ်အဖွားဟာသမုဒ္ဒရာစီကရခဲ့တဲ့နှလုံးသားကိုမိုအာနာကိုပေးခဲ့ပါတယ်နောက်ပိုင်းမှာအဖွားဟာအတီးတန်ဖျားနာလာတဲ့အခါမိုအာနာကိုမာဝီအားသွားရှာဖို့တိုက်တွန်းခဲ့ပါတယ်မိုအာနာဟာသူမရဲ့ချက်ကလေးဟေးဟေးနဲ့အတူလှေကိုယူပြီးထွက်ခွာလာခဲ့ပါတယ်သူတို့ဟာတိုင်ဖုန်းမုန်တိုင်းနဲ့ကြုံတွေ့ခဲ့ရပြီးကျွန်းတကျွန်းပေါ်မှာတောင်တင်ခဲ့ပါတယ်အဲ့ဒီမှာမာဝီနဲ့တွေ့ဆုံခဲ့ပြီးမာဝီကသူ့ရဲ့အောင်မြင်မှုတွေကိုကြွားလုံးထုတ်နေခဲ့ပါတယ်မိုအာနာကနှလုံးသားကိုပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့မာဝီကညှင်းဆိုခဲ့ပြီးသူမကိုဂူထဲမှာပိတ်လောင်ကလှေနဲ့ထွက်ပြေးခဲ့ပါတယ်မိုအာနာဟာဂူထဲကလွတ်မြောက်လာပြီးမာဝီကိုပြန်လည်ရင်ဆိုင်ခဲ့ရမှာနောက်ဆုံးမာဝီကသူမကိုလှေပေါ်လိုက်ခွင့်ပြုခဲ့ပါတယ်လမ်းမှာသူတို့ဟာနှလုံးသားကိုလိုချင်ကြတဲ့အုံသီးပင်လယ်ဓမြတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပေမဲ့မိုအာနာနဲ့မာဝီတို့ကသူတို့ကိုအနိုင်ယူနိုင်ခဲ့ပါတယ်မာဝီဟာနှလုံးသားကိုခိုးယူပြီးကဘာကြီးကိုချိန်စာတက်အောင်လုပ်ခဲ့တဲ့အတွက်သူဟာသူရဲ့ကောက်တယောက်မဟုတ်တော့ဘူးလို့မိုအာနာကိုပြောခဲ့ပါတယ်ဒါပေမဲ့မိုအာနာကနှလုံးသားကိုပြန်ပေးခြင်းအဖြစ်နောက်လက်ရကြောင်းပြသဖို့စီးရုံးနိုင်ခဲ့ပါတယ်ဒါပေမဲ့မာဝီဟာနှလုံးသားကိုမပို့ခင်မှာအတူရနတ်ဆိုးလောကမှာရှိတဲ့ကနန်းပီလူကြီးစီကနေသူ့ရဲ့ငါးမြချိတ်ကိုအရင်ဆုံးပြန်ယူရမှာဖြစ်ပါတယ်မိုအာနာကကနန်းပီလူကြီးကိုအာယုံလွဲနေစဉ်မှာမာဝီကငါးမြချိတ်ကိုပြန်ယူနိုင်ခဲ့ပေမဲ့သူ့ရဲ့ပုံပြောင်းလဲခြင်းစွမ်းအားကိုမထိန်ချုပ်နိုင်တော့ဘူးဖြစ်နေပါတယ်သူတို့ဟာမိုအာနာရဲ့ပါဏတ်မှုကြောင့်ကနန်းပီလူကြီးစီကနေလွတ်မြောက်ခဲ့ပါတယ်မာဝီကသူဟာငယ်စဉ်ကမိဘတွေရဲ့စွန့်ပစ်ခြင်းခံခဲ့ရသူဖြစ်ပြီးနတ်ဖျားတွေကတလားလို့စွမ်းအားတွေပေးခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်မိုအာနာရဲ့အားပေးမှုကြောင့်မာဝီဟာသူ့ရဲ့စွမ်းအားတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမိုအာနာကိုလည်းလမ်းပြတက်ပညာတွေသင်ကြားပေးခဲ့ပါတယ်သူတို့ TFT ကျွန်းကိုရောက်တဲ့အခါမှာတော့မိစ္ဆာတီကာရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်မိုအာနာကရှေ့ဆက်ဖို့စွကြိုးစားတဲ့အတွက်မာဝီရဲ့ငါးမြချိတ်အပြင်းထန်ပျက်စီးသွားပါတယ်ငါးမြချိတ်ထပ်မံဆုံးရှုံးရမှာကိုကြောက်တဲ့အတွက်မာဝီဟာမိုအာနာကိုစွန့်ခွာသွားခဲ့ပါတယ်မိုအာနာဟာစိတ်ပြတ်အားငယ်စွာနဲ့နှလုံးသားကိုတခြားသူစီပေးဖို့သမုဒ္ဒရာကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့အဖွားရဲ့ဝိညာဉ်ပေါ်လာပြီးမိုအာနာကိုသူမရဲ့စစ်မှန်တဲ့တာဝန်ကိုသိမြင်အောင်အားပေးခဲ့ပါတယ်မိုအာနာဟာနှလုံးသားကိုပြန်ယူပြီးမိစ္ဆာတီကာကိုရင်ဆိုင်ဖို့ရွတ်လွှင့်ခဲ့ပါတယ်မာဝီလည်းစိတ်ပြောင်းပြီးပြန်ရောက်လာကမိုအာနာကို TFT ရောက်အောင်မိစ္ဆာတီကာကိုခုခံတိုက်ခိုက်ပေးခဲ့ပြီးအဲ့ဒီမှာသူ့ရဲ့ငါးမြချိတ်လည်းအကျိုးပြတ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့မိုအာနာဟာတီကာဆိုတာနှလုံးသားမရှိတော့တဲ့အတွက်မိစ္ဆာအတွင်ပြောင်းနေတဲ့နတ်ဖျား TFT ကိုယ်တိုင်ဖြစ်နေမှန်းသိသွားခဲ့ပါတယ်သမုဒ္ဒရာကလမ်းဖွင့်ပေးတဲ့အတွက်မိုအာနာဟာ TFT ကိုနှလုံးသားပြန်တက်ပေးနိုင်ခဲ့ပါတယ်TFT ဟာငကိုအတိုင်းပြန်ဖြစ်သွားပြီးပျက်စီးနေတဲ့ကျွန်းတွေကိုပြန်လည်ကုစားပေးခဲ့ပါတယ်မာဝီက TFT ကိုတောင်းပန်ခဲ့ပြီး TFT ကလည်းသူ့ရဲ့ငါးမြချိတ်နဲ့မိုအာနာရဲ့လှေကိုပြန်လည်ပြုပြင်ပေးခဲ့ပါတယ်အဲ့ဒီနောက် TFT ဟာကျွန်းတကျွန်းအဖြစ်ပြန်လည်အိပ်ဆက်သွားပါတယ်မိုအာနာဟာမာဝီကိုနှုတ်ဆက်ပြီးအိမ်ပြန်ရောက်တဲ့အခါမိဘတွေနဲ့ပြန်ဆုံခဲ့ပါတယ်သူမဟာကျွန်းရဲ့ခေါင်းဆောင်တဲ့အဖြစ်တာဝန်ယူခဲ့ပြီးသူမရဲ့လူမျိုးစုတွေကိုမာဝီနဲ့အတူပင်လယ်ခရီးစဉ်တွေစီပြန်လည်ဥဆောင်ခေါ်သွားခဲ့ရင်ဇလန်လေးအဆုံးသတ်သွားပါတော့တယ်